ကုတ်ကြီးရန်ရူဆောင်နေအင်နာစာတင်းကတကယ်ပဲမြန်မာပြည်ကိုလာရောက်ကစားတော့မှာလားအားလုံးပဲမင်္ဂလာပါဘောလုံးမဆရာတို့ဖြစ်တဲ့ဘောဆရာကြီး channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကုတ်ကြီးရန်ရူဆောင်နေအင်နာစာတင်းဟာယိုကိုဟာမာတင်ကို၄ဂိုးတကိုးနဲ့ဂိုးပြန်နိုင်ရရှိပြီးအာဆီယံချန်ပီယံလိဆီမီဖိုင်နယ်ကိုတက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်2020နဲ့2023ခုနှစ်အင်နာစာတင်းတို့ဒယနီမန်ချက်စတာယူနိုက်တက်မှာကုတ်ကြီးခရစ်စတီယာနိုရိုနယ်ဒိုပြောင်းရွှေ့လာခဲ့ပြီးနောက်ပိုင်းပထမအဆုံးအကြိမ်ဖြစ်အင်နာစာတင်းဟာဆီမီဖိုင်နယ်ကိုတက်လှမ်းထားကဂျပန်ကိုစားပြုကာဝါဆာကီတင်းနဲ့ရှင်ပြိုင်ကစားတွားရမှာဖြစ်ပါတယ်။အင်နာစာတင်းဟာကုတ်ကြီးရန်ရိုရဲ့ဦးဆောင်မောင်းနေမှုနဲ့အတူဆာဒီယိုမာနေဘရိုဇိုဗစ်အိုတာဗီယိုဒူယင်းတို့အတွဲညီညီတိုက်စစ်ဆင်မှုကြောင့်အာရှချန်ပီယံလိပြိုင်ပွဲမှာရလဒ်ကောင်းနေတဲ့အတူအောင်မြင်မှုရရှိနေတာပဲဖြစ်ပါတယ်။ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အားထားရဆုံးအတင်းဖြစ်တဲ့ရှမ်းယူနိုက်တက်အတင်းဟာလည်းမြန်မာ National League မှာ2019 2019 2020 2020 2023နဲ့2024 2025ရာသီများတွင်စုဖလာရရှိခဲ့တယ်လို့6နှစ်ဆက်မြန်မာပြည်တွင်းချန်ပီယံဖြစ်အရက်တီထားခဲ့တဲ့အတင်းအတင်းလည်းဖြစ်ပါတယ်။ရှမ်းယူနိုက်တက်အနေနဲ့နိုင်ငံခြားကစားသမားများကိုခေါ်ယူကာအင်အားဖြည့်တင်ထားပါတယ်။ရှမ်းယူနိုက်တက်အတင်းမှာရောက်ရှိနေတဲ့နိုင်ငံခြားကစားသမားတွေကတော့နောက်ခံကစားသမားဝီလီယံအလေတန်းကစားသမားတွေဖြစ်တဲ့မက်ဆာကီနဲ့ယူရီတောင်ပန်ကစားသမားဘာကာယူကိုတိုက်စစ်မှုရင်တာရိုတို့ဖြစ်ပါတယ်။ထို့ပြင်ရှမ်းယူနိုက်တက်အတင်းဟာယခုမြန်မာ National League မှာဆိုရင်တော့အင်အားအတောင့်တင်းဆုံးအတင်းအဖြစ်ရက်တီနေတာလည်းဖြစ်ပါတယ်။အတင်းရဲ့နိုင်တဲ့ကစားသမားတွေဖြစ်တဲ့မက်ဆာကီဟိန်းဖြိုးဝင်းဇွဲခန့်မင်းဇွဲထက်မင်းနန္ဒကျော်ရဲရင်အောင်ဘာကာယူကိုရင်တာရိုခွန်ကျော်စင်ဟိမြက်ကောင်းခန့်အောင်စင်ဖြိုးတက်ဟိန်ဆိုစတဲ့ကစားသမားကောင်းတွေနဲ့ဖွဲ့စည်းထားတဲ့မြန်မာ National League အင်အားကြီးအတင်းအဖြစ်ပါတယ်မြန်မာပြည်သက်တွေရဲ့မုန်းတူမရှိအချိန်ကမြန်မာလက်ရွေးစင်အတင်းမှာတောက်ပပြခဲ့တဲ့ဂျော်ကိုကိုဟာလည်းရှမ်းယူနိုက်တက်အတင်းကိုရောက်ရှိနေပြီဖြစ်ပါတယ်ဂျော်ကိုကိုဟာကစားသမားဘဝကိုရန်ကုန်ယူနိုက်တက်မှာစတင်ခဲ့ပြီးအောင်မြင်မှုရရှိကပြည်ပနိုင်ငံဖြစ်တဲ့ထိုင်းလိပ်အတင်းများထံ9နှစ်ကြာပြောင်းရွှေ့ကစားနေခဲ့ပြီးယခု2024-2025ရာသီမှာမြန်မာ National League တို့ပြန်လည်ခြေချလာတာပဲဖြစ်ပါတယ်။ကျော်ကိုကိုဟာမြန်မာလက်ရွေးစင်အတင်းအတွက်38ပွဲကစားပြီး12ဂိုးတွင်းယူထားခဲ့ပါတယ်။ကလပ်အတင်းအောင်မြင်မှုများမှာလည်းရန်ကုန် United အတွက်2013-2015ခုနှစ်တွင်မှာချန်ပီယံ2ကြိမ်ထိုင်းလိပ်ချင်းရိုင် United အတင်းအတွက်2018ခုနှစ်မှာချန်ပီယံလိပ်1ကြိမ်ရရှိထားခဲ့တာပဲဖြစ်ပါတယ်။ကျော်ကိုကိုဟာမြန်မာဘောလုံးတမိုင်းမှာထင်ရှားသောဂိုးတွင်းသူတစ်ဦးဖြစ်ပြီးသူ့ရဲ့အောင်မြင်မှုစွမ်းရည်နဲ့စူးစမ်းမှုများကိုမြန်မာပြည်သက်ရဲ့ရင်ထဲမှာအတိမတ်ပြုချစ်ခင်အားပေးကမုန်းတူမရှိကစားသမားကောင်းတစ်ယောက်ဖြစ်ခဲ့ပါတယ်။မက်ဆာကီဟာဂါနာနိုင်ငံသားဘောလုံးသမားတစ်ဦးဖြစ်ပြီး2022ခုနှစ်မှာစ၍မြန်မာ National League ရှိရှမ်းယူနိုက်တက်အတင်းရဲ့ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်ပါတယ်။သူ့ရဲ့အဓိကနေရာကကွင်းလယ်တိုက်စစ်ဖြစ်ပြီးတခြားကွင်းလယ်နေရာများမှာလည်းကစားနိုင်တဲ့သူဖြစ်ပါတယ်။မက်ဆာကီရဲ့ရဟာ9ဘီ10လက်မဖြစ်ပြီးတွင်းကိုနဲ့ဆွမ်းဆောင်ရည်ကောင်းနဲ့ပြသနိုင်ခဲ့တယ်လို့အတင်းအတွက်အရေးပါတဲ့ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။တကယ်လို့ရှမ်းယူနိုက်တက်အတင်းအနေနဲ့အာရှချန်ပီယံလိပ်ဝင်ခွင့်အတွက်ခြေစစ်ပွဲအောင်မြင်ခဲ့မယ်ဆိုရင်ကုတ်ကြီးရန်ဒိုဦးဆောင်တဲ့အန်နာစာအတင်းနဲ့တွဲဆုံကစားခွင့်ရရှိမှာလည်းဖြစ်ပါတယ်။ကုတ်ကြီးရန်ဒိုဟာ professional ကစားသမားတွင်းကိုအဖြစ်စုစုပေါင်းဂိုးပေါင်း934ဂိုးထိရောက်ရှိနေခဲ့ပြီလည်းဖြစ်ပါတယ်။ကုတ်ကြီးဟာအသက်40ရှိနေပေမဲ့ထိပ်တန်းဆွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပြီးအန်နာစာအတင်းရဲ့မိခင်နိုင်ငံပေါ်တူဂီအတင်းအတွက်ဂိုးတွေတင်းယူနေကဂိုးပေါင်း1000စံချိန်ရောက်ရှိဖို့ကြိုးစားနေတာပဲဖြစ်ပါတယ်။ကမ္ဘာတစ်ဝန်းမှာကုတ်ကြီးရန်ဒိုပြည်သက်တွေလည်းဂိုး1000စံချိန်ရောက်ရှိဖို့အတွက်မျှော်လင့်ထားကြသလိုကျွန်တော်တို့မြန်မာပြည်သက်တွေကလည်းကုတ်ကြီးနဲ့တွေ့ဆုံခွင့်ရဖို့ရှမ်းယူနိုက်တက်အတင်းအနေနဲ့အာရှချန်ပီယံလိပ်ဝင်ခွင့်ရဖို့ယုံကြည်ချက်ကိုစီရှိနေကြတာလည်းဖြစ်ပါတယ်။ကဲ၍မြန်မာကိုစားပြုရှမ်းယူနိုက်တက်အတင်းနဲ့ကုတ်ကြီးရန်ဒိုဦးဆောင်တဲ့အန်နာစာအတင်းတို့တွေ့ဆုံကြတဲ့အခါနေပြည်တော်ဝနာဒိတီမန္တလေးမန္တလာတီရန်ကုန်ဒုက္ခနာဘောလုံးကွင်းကြီးတွေနဲ့ဘယ်အားကစားယုံကြီးတွေမှာတွေ့ဆုံခြင်းလဲဆိုတာမြန်မာပြည်သက်တွေအတွက်စဉ်းစားခြင်းစရာပါပဲ။ဘောလုံးချစ်ဘောဆရာကြီးတို့အနေနဲ့ရောမြန်မာကိုစားပြုရှမ်းယူနိုက်တက်အတင်းဟာအာရှချန်ပီယံလိပ်ဝင်ခွင့်အောင်မြင်ပြီးကုတ်ကြီးရန်ဒိုရဲ့အန်နာစာအတင်းနဲ့မြန်မာနိုင်ငံမှာတွေ့ဆုံခွင့်ရပါမလား။ကုတ်ကြီးရန်ဒိုအနေနဲ့ရောprofessional ကစားသမားဘဝအနားမယူခင်ဂိုး1000စံချိန်ရရှိသွားမလားဆိုတာဝေဖန်တုံးတက်ပြီးတော့ကြပါအောင်ဗျကျွန်တော်တို့ဘောဆရာကြီး channel ကနေဘောလုံးလောကရဲ့တူတရတသတင်းအကြောင်းအရာများစွာကိုနေ့စဉ်တင်ဆက်ပေးနေတာမို့လို့ကြိုက်နေတဲ့ရင် like and subscribe လေးလုပ်ပြီးအားပေးတော့ကြပါအောင်ဗျအဆုံးထိကြည့်ပေးကြတယ်ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်